ယ်စီမှာတင်းလေးခုသွားတာပထမအချိန်ပြီးသွားပြီးတော့မှအခုဒါဒုတိယအချိန်တင်းလေးလာထပ်ခုတာပေါ့နော်ဆိုတော့ဒုတိယအချိန်လာတယ်ဆိုတော့ပထမအချိန်ရဲ့ result လေးကိုလေအများသိအောင်ပြောပြပေးပါအောင်နော်အဲ့လိုပြောရမယ်ဆိုရင်တော့တော်ကိုကောင်းတယ်လို့ပြောရမှာပဲဘာဖြစ်လို့လဲဆိုတော့မမရဲ့ scale က sensitive scale လေးလုံးဝဘယ်ဟာနဲ့မှအဆင်မပြေတာများတယ်ဟုတ်မမပြီးတော့ amazing ဒီမှဲချောက်တွေဆိုတော့10နှစ်လောက်ဖြစ်လာတာ10နှစ်ရှိပြီတဲ့တင်းလေးကအဲ့ဒါကိုအခုတကယ်စီမှာမပထမတစ်ချိန်ဟုတ်လာကူတဲ့အချိန်မှာတခါတည်းနဲ့ကိုလေပျောက်သွားတာတခါတည်းနဲ့ပျောက်တာလေပါတာမဟုတ်ဘူးနော်ပါသွားတာမဟုတ်ဘူးတခါတည်းနဲ့ပျောက်သွားတာဟုတ်ကဲ့အဲ့တော့ကျွန်တော်ကိုနဲ့ skate drive တူတဲ့လူတွေဆိုရင်ဘာမှရှာမနေလဲတော့အဲ့ဒါတကယ်နဲ့ပဲ join ပြီးတော့မှလာပြီးတော့မှ test လုပ်ကြည့်လိုက်လို့အဲ့လိုတကယ်စီမှာတင်းလေးဖြစ်လို့လာပြမယ်ဆိုရင်ဝက်ချန်ဖြစ်လို့လာပြမယ်ဆိုရင်ဖုန်းလေးဆက်ပြီး appointment ကြိုယူရပါတယ်399600 3313 399600 3323မမလိုမျိုးပဲတင်းလေးရှိနေတယ်တင်းလေးဖြစ်နေ10နှစ်ဖြစ်ဖြစ်20ဖြစ်ဖြစ်တကယ်စီလာခဲ့ပါတကယ်တင်းလေးတွေကိုတက်တောင်လုပ်ပြီးလို့ရပါတယ် skin care လေးတော့မှန်မှန်သုံးပေးရပါတယ်เนาะမမ skin care သုံးရတာရော skin care ကလည်းလုံးဝမတော့ကတော့အဆင်ပြေတယ်အမဆိုရင်တော့ဘယ်လိုပြောမလဲဘလောက်ပဲစီကြီးกว่าသိရမလားကိုယ်နဲ့အဆင်ပြေမယ်ထင်ပြီးဝယ်သုံးတယ်ဒါပေမဲ့အဲ့ဒီဝယ်သုံးတဲ့ side effect တွေကအခုတင်းသိမ့်ဖြစ်တာပဲအဲဆိုအခုကျတော့ငယ်နဲ့အဲ့ပထမတစ်ခါလုပ်ပြီးတဲ့အချိန်မှာတင်းသိမ့်ဆိုလဲလုံးဝပါသွားတယ်ဟုတ်ပါ skin set တွေသုံးရတာလေအခုမို့လေပါဇက်ကနေကောင်းတယ်လို့မပြောချင်ဘူးလာအစမ်းဝယ်သုံးလာအစမ်းဝယ်သုံးကြည့်တယ်မမပြောတာနော်တကယ်ပြောတာမဟုတ်ဘူးနော်ဟုတ်တယ်အဲ့ဒါဘာဖြစ်လို့ Maro sensitive skin တပါးတွေကအရန်ဒုက္ခရောက်ရတယ်လေဟုတ်ကဲ့အဲ့တော့ဟိုဟာမတက်ဒီဟာမတက်အညုံများတယ်အဲ့တော့ကျတော့လေအရှုံးလုံးဝမရှိစေရအောင်အဲ့ဒါအာမခံမမအာမခံတာနော်တကယ်အာမခံတာမဟုတ်ဘူးဒါခဲ့ပါလို့ဂေဂရိုးစီလာမယ်ဆိုရင်ရန်ကုန်မန္တလေးနေပြီးတော့တောင်ကြီးမိတ်ထီလာမော်လမြိုင်မှာဂေဂလေးရှိပါတယ်လာမယ်ဆိုရင်တော့ဖုန်းလေးကြိုဆက်ပေးရပါတယ်နေ့စဉ် appointment နေပြည့်နေတက်လို့ပါနော်ဂေဂစီမှာမနက်က8ခွဲကနေပြီးတော့ညနေ6ခွဲချီပေါ့နော်ဧည့်သည်ပြည့်နေတက်လို့ပါနောက်ရန်ကလေးတွေအကုန်လုံးလည်းအရင်ချစ်စရာကောင်းပါတယ်ကျေးဇူးတင်ပါတယ်မမဟုတ်